အားလုံးပဲမင်္ဂလာပါဒီနေ့ပြောချင်တာကတော့အမေရိကန်မှာ iPhone တွေဝယ်တာပေါ့နော်အဲအကြောင်းလေးညဝယ်ချင်လို့ပါအရင်တော့ကျွန်တော်က iPhone ဆိုတစ်နေ့တစ်ခါထွက်တိုင်း update လုပ်တယ် update လုပ်တော့ဒီနေ့ပဲကြာသေးတယ်သူစီမှာ trade in လုပ်လို့ရတာပေါ့နော် trade in လုပ်တဲ့အခါပါရှိတယ်ဆိုတော့ကိုယ့်ဖုန်းကတသက်ရကြိုင်တာသူကိုယ့်ဖုန်းပြန်ပြီးရင်ထောက်ဝစီတော့မပြီးတော့နောက်ပြီးတော့သူကဘယ်လိုပုံစံနဲ့ဝယ်မလဲပေါ့နော် installment နဲ့ဝယ်မလားဝယ်မယ်ဆိုရင်သူကတော့ 0 APR အဲ့ဒါနဲ့များတာပေါ့နော်နောက်ပြီးတော့ဘယ်နှလ plan 12လပါညာပေါ့နော်အဲ့မှာလည်းကိုကအသက်ထွက်တဲ့ဟာဆိုရင်သူကလည်းထောက်200 300လောက်ရှိတယ် before tax ပေါ့နော်ဟိုကင်များအများဆိုအဲ့မှာကိုဖုန်းသူကထောက်ဝယ်ဆိုရင်ဝယ်တော့1200လောက်ဆိုသူအလိုဆုံး connection ကောင်းမှအလိုဆုံးပြမှ450 500အလုံးစုံအဲ့လောက်အဲ့တော့မတက်အောင်ဘယ်တော့မှကိုမသိဘူးပေါ့နော်ဝယ်နေတိုင်း update လုပ်နောက်ပြီးတော့ဒီနှစ်ကမှတကယ် iPhone အသစ်ချိန်ဖို့အစီအစဉ်မရှိဘူးအစီအစဉ်လုံးဝမရှိဘာဖြစ်လို့လဲဆိုတော့သူထွက်လာတဲ့များတွေမှာသူ့ကိုကြည့်ရတာ innovation တိတ်မရှိသလိုကိုခံစားရတယ်ဟို Apple ကိုကြိုက်ပါတယ် Apple product တွေနှစ်တက်တဲ့အထက်မှာပါတယ်ပေါ့ဒါပေမဲ့တနေ့တစ်ခါမှဈေးအဲ့လိုပေးပြီးမချင်းကျင်တော့ဘာ innovation မှမရှိဘူးကင်မရာကိုရွှေ့လိုက်နေတယ်မှာအထက် CPU လေးကိုမြင့်ပေးလိုက်တယ်ကင်မရာလေးကိုမြင့်ပေးဒါတော့ကအဆင်ပြေဘယ်လိုပြောမလဲစတဲ့မှုပေါ့နော်တခြားပေါ့နော်screen display ပိုင်းတော့ဒီလိုဘယ်လိုပြောမလဲအမြင်ပေါ့နော်စမ်းစီမပုံစံမျိုးထွက်မလာတော့ကိုလည်းကင်မရာဟိုဟာလေးကိုလုပ်လိုက်အဲ့ဒါမလဲနောက်နေ့တုံးနေသူတို့ innovation ဖြစ်မှာပဲထွက်တဲ့ဟာပဲလဲမှာပေါ့နော်နောက်တစ်ခုကပေါ်ချင်းကင်နေတဲ့ကိစ္စပေါ့နော်ထွက်ချင်းကင်နေတဲ့ကိစ္စကိုကြောသားနဲ့ကိုထွက်ချင်းကင်နေတော့ပတ်စံပို့ပေးရတယ်အဲ့တော့အခုကဘယ်လိုဖြစ်လဲဆိုတော့ဒီဟာ iPhone ဘာလို့လဲဖြစ်လဲဆိုတဲ့အကြောင်းပြောချင်အဲ့တော့ဟိုတနေ့ကအမိမနဲ့ VG Wholesale ကိုတွားတော့ကိုကတခြားပစ္စည်းတွေတော့အမှ operator နာမည်တော့မပြောတော့ဒီ America မှာတကယ်ကြီးမားတဲ့ operator တွေရှိတယ်ပေါ့နော်တကယ်ကောင်းတာ Verizon, T-Mobile, AT&T ပေါ့နော်နောက်အများကြီးရှိသေးတယ်ရှိတော့အဲ့မှာအဲ့ operator တစ်ခုကနေမင်းကလည်းစကားခဏတော့ပြောလို့ရမှာလားလို့တော့ကိုနဲ့ပထမပြောပြီးတော့အမျိုးသမီးနဲ့ပြောခိုင်းလိုက်တယ်ပေါ့နော်ဟုတ်ကဲ့ကိုဖုန်းက iPhone 50 Pro Max မင်းကဖုန်း40 Pro Max လား13 Pro Max လားတော့မမေ့တော့အဲ့နဲ့သူတို့စကားပြောကြရင်လည်းသူက iPhone ကို free ပေးမယ်နော် iPhone free ပေးမယ်တော့ဘာလဲ70 Pro ပေါ့နော်ဘာကြီးလဲပေါ့နော်ကြည့်အဲ့နဲ့သူ့ကိုသိချမေးတယ်ဒါပေမဲ့ကိုယ့်ရဲ့ iPhone ကိုတော့သူ trade in လုပ်ရတယ် trade လုပ်တယ်ဆိုရင်လည်း Apple မှာဆိုလည်း trade in လုပ်ရတာပဲလေ trade လုပ်ပြီးကိုယ့်ဖုန်းကိုတော်တော် short စင်းနဲ့ပေးပြီးတော့ကျန်တဲ့ပတ်စံကိုcash on ချင်းရှင် installment plan နဲ့ချေရမှာအနည်းဆုံး600လောက်တော့ free ရအဲ့ဒါဘယ်လို trade in လုပ်မှာတော့ Black Friday တဲ့နေ့နေအောင်အဲ့တော့သူပြောပြတာဟုတ်ပြီအကယ်၍မင်းတို့နှစ်ယောက်လုံးကဖုန်းကို trade လုပ်မယ်ဆိုရင် iPhone 70 Pro နှလုံးလက်ဆောင်ရမယ် free ရမယ်ပေါ့နော်အမှန်တကယ်တော့ free တော့မဟုတ်ဘူးပေါ့နော်ကိုက trade လုပ်မယ်ဒါပေမဲ့သူတို့ line ကိုသုံးပေးရသူတို့ line ကိုသုံးပေးရသူတို့ line ကိုအနည်းဆုံးမေးကြည့်တော့contract ကြီးမဟုတ်ဘူးနော်1 year 2 year မဟုတ်ဘူး3လသုံးပေးရမယ်3လပြီးကိုကြိုက်တဲ့ operator ကိုချိန်လို့ရတယ်3လတော့သုံးပေးရမယ်နောက်3လသုံးပေးရမယ်အဲ့တော့ကိုကစဉ်းစားတယ်3လသုံးပေးဒီဟာလဲငါက operator ဖုန်းကြီးပဲဝယ်ပြီး operator တခုသုံးရင်လဲလားစင်ကြီးကပေးရတယ်လေသူ့လားစင်ကြီးကိုတွက်ကြည့်လိုက်တော့လဲ30လားပဲပို့တာနောက်ပြီးအခုသုံးတဲ့ဖုန်းလားနည်းနည်းလေး internet ကလေးရလို့ခံစားရတော့30လောက်ပို့ရင်တော့ပြဿနာမရှိဘူးလေဒီလားမှာဒါပေမဲ့ကို3လပဲသုံးအဲ့နဲ့တော့သူ့ရဲ့ဟာထပ်မေးပြီးတော့ကိုရီဖုန်းက Pro Max ကြီးပဲသူရမှာ17 Pro ပဲရဒါမိမဖုန်းကတော်တော် generation gap ဖြစ်သွားပြီအခုကဘယ်လောက်လဲ70 Pro ဆိုသူက13လား14လားမသိ something ပေါ့နော်ထားလိုက်တော့အဲ့သူဟာဒီအဲ့ထွက်လုံးမှာဆိုတော်တော်မရတော့ပတ်စံမရတော့အဲ့ဒါဆိုရင်မဆိုးဆိုတော့ငါဟာကြတော့ငါက Pro Max ပဲလို့ကျင်တာမင်းတို့ဘယ်လို option တွေရှိသေးလဲပေါ့နော်အဲ့ဒါသူပြောပြမင်းတို့ Pro Max ဆိုရင်တော့ free မရအောင်
ဟိုဟာပေးရမယ်ဒေါ်လာဘယ်လောက်200လားပို့ပေးရ200ပေးရဒေါ်လာ200သက်စစ်ဒါပေမဲ့မိခေဟိုဟွာများရင်ဒေါ်လာ100 300ပေါ့နော်300ဆို300ဆိုရင်ဟွာနဲ့ပြန်တွက်ကြည့်လို့မစိုးသေးဘူးပေါ့နော်ဒါပေမဲ့သူကဒီအချိန်မှာသူတို့ရဲ့ဟာသုံးတယ်ဆိုလို့ရှိရင်ဟာ gift ဝေပေါ်လာပါလားတိတ်တော့နားမလဲအဲ့ဒါတယောက်ကို250ပြန်ပေးမှာကိုဖုန်းကသူ့စီရောက်သူ့ကိုဘယ်လိုပြောမလဲပြန်ပေးတဲ့အချိန်သူတို့ကိုယ့်ရဲ့ဖုန်းဟောက်လက်ခံရရှိတဲ့အချိန်မှာသူကအဲ့ gift card ကိုယ့်ရဲ့ account နဲ့ထည့်ပြီးဟာအဲ့ဒါဆိုတော့ကိုဟို300ကိုအဲ့ gift card account နဲ့ခြေလိုက်ရင်ကို့မှာ benefit က100လောက်ချော်အောင်ပဲအဲ့တော့မဆိုအဲ့တော့ iPhone ဒီမှာဝယ်လို့ရှိရင်ကိုလည်းနည်းနည်းနှက်သွားရောဖုန်းလိုင်းသူတို့ရဲ့ဟာကိုသုံးပြန်ဖုန်းလိုင်းသုံးတယ်ဆိုတာနော်တခုတော့ရှိရကိုနံပါတ်မချိန်သွားအောင်နော်ကိုနံပါတ်မချိန်သွားအောင်သူ့ဘာလို့ချိန်ပြီးတော့ဒီနံပါတ်ကဒီနံပါတ်ပဲသူတို့လိုင်းမယ်ဒီတော့လည်းတော့ပြတ်သွားတာပေါ့နော်အဲ့တော့တန်တယ်လေဒီတိုင်း Apple မှာ train လုပ်တာလဲဆိုတာဒါအများကြီးတန်တယ်အများကြီးတန်တဲ့အတွက်ဒီ promotion လေးကိုမိမဟောလဲဟောင်းနေပြီဆိုတော့လက်ခံလိုက်တယ်လက်ခံတော့သူတို့က shipping day 2ရောဟိုနေ့မှာဆိုဒီနေ့ရောက်လာတယ်မှာအေးကိုဒီနေ့ရောက်လာအဲ့ဒါကိုကဒီမှာအမေရိကမှာအားလုံးက e-sim တွေဖြစ်ကုန်ပြီ physical iPhone မှန်သမျှ e-sim တွေပဲဖြစ်ကုန်ပြီအရင်လိုကူသူကကိုယ့်ရဲ့ phone transfer လုပ်ပြီးတော့မှသူ့ကိုယ့်ရဲ့ဟိုဘယ်လိုပြောမလဲ kit လေး kit ဆိုတာဒီလိုကူးလေးလာမှာကိုယ့် phone ကိုပြန်ပို့ဖို့အတွက်သူအဲ့ထဲမှာ instruction ဘယ်လို packaging လုပ်အောင်ဆိုပါတယ်ပြီးရင်အဲ့သူတို့ပြောတဲ့စာရွက်လေးကပ်ပြီးတော့သူတို့နှိစက်ရထားပါတော့ FedEx ဖြစ်ဖြစ် UPS ဖြစ်ဖြစ်တွားပြီးတော့ drop box ချရအောင်မယ်အရန်မြန်နေမှာ process ကပြီးတော့သူတို့စီဟိုရောက်နောက်ပြီးတော့ကိုက process မှာသူကဟို tracking number ပါပြီးလားဟိုရောက်မရောက်ပေါ့ဒီကနေဖုန်းနဲ့ဆက်လို့ရအဲ့ဒါလေးကိုပြောကြတယ်အဲ့တော့ကိုလည်းနှက်သွားပြီသူဝယ်ချင်းကြရင်တော့ဘာမှတော့မထူကိုကဘယ်လိုပြောမလဲတက် reviewer လည်းမဟုတ်ဘူးပေါ်ချင်းကြရင်လည်းဘာထူးမှလဲပြန်တွေးကြည့်တာလေအရင်တော့ပေါ်ချင်းနေတောက်လျှောက်ကြရင်တော့ကိုပတ်စံပို့ပေးရတာပဲဖတ်တယ်ဒီလို promotion လေးတွေရှိတဲ့ခါလဲလိုက်ရင်ကိုအတွက်ပို့ကောင်းတယ်အဲ့ဒါလေးကိုလာပြောပြအခုဒါကိုဖောက်ကြည့်အောင်သူဘယ်လို package ထုတ်ထားလဲပေါ့နော်တိုင်းကြည့် package ကတက်ရပဲ face ဒါ face နဲ့လာတော့နော်လောကကိုကတော့အခုဗီဒီယိုရိုက်နေတဲ့ဖုန်းနဲ့ဟို data တွေ transfer လုပ်ပြီးတော့မှသူ့ကဟို kit ကတော့မရောက်လာသေးဘူးဟို shipping kit ကဒီလိုဖုန်းပြန်ပို့လို့လေးထုတ်ပြီးတယ်ဟောဒီမှာဒါသူကသူရဲ့ဘာလို့စာရွက်လေးခုရေးလာတဲ့အခါဟောဒီမှာဒီကPro Max ပေါ့နော်ဒါဒီကသူရဲ့ဘာမှမသိချောင်းတော့ဘာနော်ဒီရောင်ပေါ့နော်ပုံကြီးရောင်လို့ခေါ်တာပေါ့တခုပြောပြအောင်ဒီလိုလေးထုတ်ပေးလိုက်တယ်ဒါလုံးရလာပြီပေါ့နော်နော်ဘာ site ကတော့ဒီကိုပါပဲဒါကတော့လူတိုင်းသိပြီးဘာလို့ဒီအရောင်ဝယ်ဖြစ်လဲဆို iPhone ကိုလေကျွန်တော်ထွက်ရင်သူထွက်တဲ့အသစ်အရောင်ရှိတဲ့ဟာကိုပဲရွေးတယ်မိမကင်တာပဲဘာပဲဖြစ်ဖြစ်ဟိုဘယ်လိုပြောမလဲဒီအသစ်ကင်မှာတော့ဗျာဒီဖုန်းကဒီအရောင်အသစ်ထွက်တယ်ဆိုဒီအရောင်ပဲကျွန်တော်ကကင်တယ်အဲ့ဒါကြောင့်ဒါလေးရွေးပြတာဒါလေးပါပဲဒါလေးလာပြတာဒီမှာနှလုံးမှာဒါက17 Pro Max ဒါ17 Pro မိမအတွက်ပေါ့နော်ဒါမိမပေးတဲ့စိတ်ဒါလေးလာပြတာအားလုံးပဲရှိပါ